ချိန်ဖြစ်တယ်ဒီနေ့အေဖက်ဩဝါဒစာအခန်းကြီး2လေးကိုဖတ်ချင်တယ်ကျော်မိသားစုဝင်တွေအတူတူကလေးလိုက်ကြည့်စေချင်တယ်နော်အေဖက်ဩဝါဒစာအခန်းကြီး2အငယ်4ကနေ9လောက်ထိကျွန်တော်ဖတ်ချင်တယ်အေဖက်ဩဝါဒစာအခန်းကြီး2အငယ်4ကနေ9ကနေကျွန်တော်ဖတ်ချင်တယ်သို့တော်လည်းဂယုဏတော်နှင့်ကြွယ်ဝတော်မူသောဘုရားသခင်သည်ငါတို့ကိုချစ်တော်မူသောမဟာမေတ္တာတော်အဖြစ်ဒုစရိုက်အပြစ်၌တည်လျက်ရှိသောငါတို့ကိုခရစ်တော်နှင့်သူအသက်ရှင်စေတော်မူ၏ကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းတို့ရောက်ရ၏ဟာလေလုယာယေရှုခရစ်အဖြစ်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရာ၌နေရာပေးတော်မူ၏အကြောင်းမူကားထိုသခင်အဖြစ်ငါတို့၌ကျေးဇူးပြု၍ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကိုနောက်ကက်ကာလတို့၌ထင်ရှားစေမိအကြောင်းဖြစ်သည်အာမင်နောက်ကက်ကာလလို့ပြောယခုကာလပဲဖြစ်တယ်ဟာကျွန်တော်လေဒီမနေ့ဖိုင်နေယေရှုခရစ်တော်အဖြစ်ငါတို့ကိုထမြောက်စေရတာဟာကျန်လာပြန်ပြီဘုရားသခင်ငါတို့ကိုချစ်တော်မူသောမဟာမေတ္တာတော်အဖြစ်ဒုစရိုက်အပြစ်၌တည်လျက်ရှိတော်မူဒုစရိုက်အပြစ်၌တည်လျက်ရှိတော်ငါတို့ကိုခရစ်တော်နဲ့အသက်ရှင်စေတယ်ကျန်ကျွန်တော်တို့ကဒုစရိုက်အပြစ်၌တည်ရမယ့်သူတွေပါကျွန်တော်တို့ကယေရှုအဖြစ်ပဲအဲ့ဒါကြောင့်လေဘုရားသခင်ကပြောတယ်ယုံကြည်ခြင်းချင်းတာဘုရားသခင်စေလွတ်တော်မူသောသူကိုယုံကြည်တယ်အလိုတော်နဲ့ညီတယ်အကျင့်ဟာဒီနှစ်ခုကဒီနေ့မနေ့ Zoom ထဲမှာပါဝင်နေမိသားစုဝင်နေ online မှာကြည့်နေမိသားစုဝင်နေတင်းတို့ရဲ့အသက်တော်ဘုရားခင်စကားပြောပါစေဟိုအကျင့်လုံးကမဒီကျင့်လုံးအကျင့်ဆိုတာမရှိဘူးသင်ကျင့်ချင်နေရှိတော့ယေရှုပဲယုံသင်ရဲ့ပေးကမ်းနိုင်ခြင်းတစ်ခုချင်းစီတိုင်းမှာဘုရားသခင်ကကြွယ်ဝသောနှလုံးသားပေးလာပြီဆိုသင်များလေဒီပါဝင်နေခြင်းစက္ကန့်နေခြင်းစေဖို့ပါဝင်ခြင်းသင်ကအကျင့်နဲ့သွားတာမဟုတ်ဂျေဇုတော်ထဲမှာတရားပြန်သွားတာဖြစ်တယ်အာမင်ဟာလေလုယာကျွန်တော်ရဲ့အသက်တာထဲမှာဒီမနေ့ကျွန်တော်ကိုဘုရားသခင်စကားပြောတာလေဒီအိဖက်နှစ်4ရရင်ခုနှစ်ဒီမှာဟာကျွန်တော်ဘုရားကိုအရန်ဂျေဇုတင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာဘုရားရဲ့ချစ်ခြင်းမေတ္တာပြီးတော့ပြောတော့ဘုရားသခင်ချစ်ခြင်းမေတ္တာတော့အားယေရှုခရစ်အဖြစ်ကျွန်တော်တို့ရတယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအလိုတော်တနေ့တာလုံးဒီနေ့တနေ့တာလုံးဒီနေ့ရစပြီးတပတ်တာလုံးဒီတော့နေအလုတ်လုတ်တဲ့သူကတော့အလုတ်ထဲမှာရှိနေမှာပဲအလိုတော်ပါဘုရားသခင်ငါ့ကိုသိချစ်တယ်အာမင်အာမင်ဘုရားသခင်ငါ့ကိုသိချစ်တယ်ဘုရားသခင်ငါ့ကိုမျက်နှာသာပေးတယ်ဘုသူအဖြစ်ယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့လှုပ်ဆောင်နိုင်ခြင်းတစ်ခုချင်းစီတိုင်းကယေရှုမပါဘူးဆိုရင်ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်ဖြစ်တယ်ချစ်တော်မိသားစုဝင်တွေအားလုံးသိမိသားဖြစ်တယ်ကျွန်တော်မိသားစုဝင်တွေဟိုဇူးနေမိသားစုဝင်တွေ